Yata nuba wato yekha newa datinti bidana yekha sura bhumbeso natti makaung sowa de eraတွေကတဲ့ဒီမေတ္တာတုတ်ရဲ့အစွမ်းတကူကြောင့်ကြောက်เสียလန့်เสียအာယုန်တွေကိုမေတ္တာပွားများတဲ့ပုဂ္ဂိုလ်ကိုဘယ်တော့မှမပြကြဘူးတဲ့ဆိုလိုတာကမေတ္တာဘာဝနာပွားများအားထုတ်နေတဲ့ပုဂ္ဂိုလ်သို့မဟုတ်ဟောဒီမေတ္တာတုတ်ကိုရွတ်ဖတ်တရေစေတဲ့ပုဂ္ဂိုလ်ကိုကြောက်เสียကောင်းတဲ့နတ်ဘလူတွေကပဲဖြစ်စေတစေသေးရပဲဖြစ်စေ6လန့်ခြင်းမပြုဘူးလို့ဒီလိုဆိုလိုတာပေါ့နော်အဲ့တော့6လန့်ခြင်းမပြုဘူးဒီမေတ္တာရဲ့အစွမ်းတကူကြောင့်သူတို့ကလည်းကိုယ်ခင်မင်သည့်အတွက်ကြောင့်ဘယ်တော့မှကြောက်เสียလန့်เสียအာယုန်တွေကိုမပြဘူးတဲ့ဒီအဓိပ္ပာယ်ကိုဆိုလိုတယ်ယတ္တာနုဘဝတောမေတ္တာတုတ်ရဲ့အစွမ်းတကူကြောင့်ယက္ခနတ်ဘလူတို့သည်ဘိသနံကြောက်မဲ့ဖွဲ့အစင်းအာယုံကိုနတ်ဓာတ်သိမ့်တိဘယ်တော့မှမပြကြဘူးသူတို့ပြမှမြင်တာကိုဒါကြောင့်မို့လို့ဒါလည်းဟောဒီမေတ္တာတုတ်ခြင်းသို့မဟုတ်မေတ္တာတရားပွားများခြင်းရဲ့အကျိုးကျေးဇူးတစ်ခုပဲအဲ့ဒါတွေမကဘူးတဲ့ယံမိစေဝါနုယုံစံတော့ဒါတော့မကဘူးအဲ့ဒီမေတ္တာတုတ်ကိုကြိုးစားပြီးတော့ရွတ်ဖတ်မယ်သို့မဟုတ်မေတ္တာဘာဝနာကြိုးစားပြီးတော့ပွားများမယ်ဆိုလို့ရှိရင်ဘာဖြစ်လဲယံမိစေဝါနုယုံစံတော်ရတ္တိန်ဒီဝမတ္တန်တိတောရတ္တိန်ဒီဝဆိုတာနေရောညင့်ပါအတ္တန်တိတဆိုတာပြည့်ခြင်းမရှိပဲနေရောညရောတတိယတဲ့အချိန်တိုင်းမပြင်းမရိဟောဒီမေတ္တာတုတ်ကိုရွတ်ဖတ်မယ်မေတ္တာကမ္မထံမေတ္တာဘာဝနာကိုကြိုးစားအားထုတ်မယ်ဆိုလို့ရှိရင်ဘယ်လိုအကျိုးတွေရတော့ဒုက္ခံသူပတိချမ်းသာစွာအိပ်စက်ရတယ်ဒီအကျိုးကိုရတယ်ခုနကအင်္ဂုတ္တရနိကေမှာလာတဲ့မေတ္တာတုတ်မှာမြတ်စွာဘုရားဟောထားတဲ့အကျိုး17မျိုးအဲ့ဒီ17မျိုးကိုရည်ညွှန်းတာပဲခုခေတ်မှာအိပ်ရတာလဲကောင်းကောင်းမအိပ်ရညအိပ်မပျော်ဘူးဆိုတဲ့လူတွေကလည်းများလာဘာဖြစ်လို့ညအိပ်မပျော်ရသလဲလို့ဆိုလို့ရှိရင်စိတ်ထဲနှလုံးထဲမှာအပူပင်နေရှိနေသည့်အတွက်ကြောင့်အိပ်မပျော်တာဖြစ်တယ်။ဒါကြောင့်မို့မေတ္တာတွေပွားများအားထုတ်လို့နှလုံးသားအေးချမ်းပြီဆိုလို့ရှိရင်ဒုက္ခံသူပတိချမ်းချမ်းသာသာအိပ်စက်ရတယ်။တုတ်တော့အိပ်ပျော်နေတဲ့အခါမှာလဲပါပံကိဉ္စိနပ္ပတ္တိမကောင်းတဲ့အိပ်မက်တစ်စုံတစ်ခုမှမမက်ဘူးတဲ့တချို့ကြတော့အိပ်တော့အိပ်ပျော်ပါရဲ့အိမ်မက်ထဲမှာကြောက်စရာလန့်စရာတွေအိမ်မက်တွေနဲ့လန့်လန့်ပြီးတော့နိုးရတဲ့ပုဂ္ဂိုလ်မျိုးတွေဟာလည်းပဲမေတ္တာဘာဝနာကိုကြိုးစားပြီးတော့ပွားများအထောက်ပေးရမယ်သို့မဟုတ်ဟောဒီမေတ္တာတုတ်ကိုရွတ်ဆိုကြရမယ်ဒီလိုဆိုလိုတာဧဝမာတိခုနုပေတံယခုလိုအကျိုးကျေးဇူးတွေကိုပေးစွမ်းနိုင်တဲ့အကျိုးကျေးဇူးတွေနဲ့ပြည့်စုံတဲ့ဒီမေတ္တာတုတ်ကိုဧဝမာတိခုနုပေတံပရိတံတမ္ပနာမဟိအယန္တာဖြစ်တဲ့ဟောဒီမေတ္တာတုတ်ကိုတို့တွေရွတ်ဆိုကြပါစို့လားလို့ဒီလိုအာဘိစကားပြောတဲ့အဓိပ္ပာယ်ရတယ်ပေါ့ခြုံငုံပြီးတော့ပြောလိုက်မယ်ဆိုလို့ရှိရင်ဟောဒီမေတ္တာတုတ်ရဲ့အစွမ်းတကူကြောင့်ကြောက်လန့်ွယ်အာယုန်တွေကိုဘလူတရေတွေကမပြကြဘူးမေတ္တာတုတ်ပေါ်မှာအမြဲတမ်းရွတ်ဖတ်တရေစေမယ်မေတ္တာဘာဝနာပွားများအားထုတ်မယ်နေရောညရောမပြင်းမရိမေတ္တာဘာဝနာကြိုးစားအားထုတ်မယ်ဆိုလို့ရှိရင်ချမ်းချမ်းသာသာအိပ်စက်ရတယ်အိပ်ပျော်နေတဲ့အခါမှာလည်းအိမ်မဆိုးမမဲရဘူးစတဲ့ခုံကျေးဇူးတွေအကျိုးကျေးဇူးတွေကိုပေးနိုင်တဲ့ဟောဒီမေတ္တာတုတ်ပရိတရားတော်ကိုတို့တွေရွတ်ဖတ်ကြပါသောလားလို့ဒီလိုဆိုလိုတာပေါ့နော်တိုက်တွန်းနှိုးဆော်တဲ့စကားလေးတစ်ခု